ဒီ line ပေါ်မှာဒီခွေးဝဲစားနီပင်းခွေးဝဲစားတကောက်ရခိုင်အောင်ဆောင်ပြောနေတာမဟုတ်တဲ့နေပေါက်ကရ40ရှောက်ပြောနေတဲ့ကိစ္စဒါကိုအောက်ထင်ပြီးတော့ဒီရှမ်းလင်းဆိုတဲ့ဒီခွေးသားကလည်းသူ line ပေါ်တင်ပြီးတော့ပေါက်ကရပြောခိုင်းတယ်ရခိုင်ပြည်ရဲ့ issue ဒီဘင်္ဂလီပြဿနာတွေကဘယ်လောက်ကြီးတယ်ဆိုတာကိုလည်းသူတို့မစူးစမ်းမလစ်လာပဲနဲ့ငါစကားနွားရစောက်ယူချီပန်းပြောမဲ့ကောင်တွေကိုပွဲထုတ်လာတယ်ပွဲထုတ်ပြီးတော့ YouTube ပေါ်မှာသူ့ရဲ့ channel မှာနေပြီးတော့သူတို့ ਨੇ ပြောကြဆိုကြတယ်သတင်းအချက်လက်တွေကိုဖြန့်အမားတွေကိုဖြန့်ဝေကြတယ်အဲ့တော့အခုဒီဘူးတီတော်မောင်းတော့ကိုသူတို့ပြောနေတဲ့ရိုဟင်ဂျာပြည်နယ်အဖြစ်အတိအသတ်တမ်းမပေးရမယ်လွတ်မြောက်နေမယ်ပေးရမယ်ပြည်နယ်ပေးရမယ်ဆိုတဲ့အထိအဲ့ဒီနေရာကရခိုင်နေပိုင်တဲ့နေရာလေခိုးဝင်နေပိုင်တဲ့နေရာမှမဟုတ်တာနေမြေလုံးလို့မရဘူးအဲ့ဒီနေမြေကရခိုင်လူမျိုးတွေဘိုးစဉ်ပေါင်ဆက်ဘိုးဘောဘွယ်တနီကိုကလေးကဒါရခိုင်နေပိုင်တဲ့နေရာခိုးဝင်နေပိုင်တဲ့နေရာတွေမဟုတ်ဘူးနော်အဲ့တော့နောက်ဆုံးအဆင့်ပေးမယ်ဆိုလို့ရှိရင်လည်းပေးသိမပေးသိကျွန်တော်နည်းနည်းပြောပြမယ်အဲ့ဒီဘူးတီတော်မောင်းတော့ကိုအေကနေပြီးတော့ရခိုင်လူမျိုးတွေကနေပြီးတော့ရွှေတွေသွေးတွေအသက်တွေဘဝတွေအများကြီးရင်းပြီးတော့တိုက်ထားတာလွယ်ကူကူနဲ့ဒီအကျန်းဖက်စစ်အုပ်စုလက်ထက်ကရထားတာမဟုတ်ဘူးအဲ့ဒီစစ်အုပ်စုနဲ့ပေါင်းပြီးတော့တောင်မှအဲ့ဒီအာဆာတို့ RA တို့ RSO တို့ကပေါင်းပြီးတော့တိုက်တာအဲ့ဒါတွေမပြီးသေးဘူးဘင်္ဂလားဒေ့ရှ်ဖက်အရှမ်းမှာရှိတဲ့ဒုက္ခသည်တွေပါအော်နေတဲ့အကောင်တွေကအကုန်လုံးကလည်းစစ်ကောင်စီနဲ့ပေါင်းပြီးတော့စစ်ကောင်စီစီမှာစစ်တင်တန်းနဲ့တက်ပြီးတော့စစ်ကောင်စီပေးတဲ့လက်နက်ကိုယူပြီးတော့ကိုတိုက်တာအကျန်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးတော့အဲ့တော့အဲ့ဒီနေမြေကိုလွတ်မြောက်နေမြေအဖြစ်ပေးရမယ်လို့ပြောနေတဲ့သူတွေအကုန်လုံးကလည်းပဲအာဆာကိုထောက်ခံတဲ့လူတွေအာဆာနောက်မှာရှိနေတဲ့သူတွေအာဆာဝမ်းရံတဲ့သူတွေနော်စဉ်းစားကြည့်လေအဲ့တော့ကျွန်တော်တို့ကတတ်မှတ်စရာတစ်ခုပဲရှိတယ်အဲ့ဒီဘူးတီတောင်မောင်းတော့ကိုရိုဟင်ဂျာနေမြေအဖြစ်ရိုဟင်ဂျာပြည်နယ်အဖြစ်အတိအသတ်တတ်မှတ်ပေးရမယ်ဆိုတော့လူတွေအကုန်လုံးကအကျန်းဖက်ကိုအားပေးတဲ့လူတွေဖြစ်တယ်အာဆာကိုထောက်ခံတဲ့လူတွေဖြစ်တယ် RSO ကိုထောက်ခံတဲ့သူတွေဖြစ်တယ် ARA ကိုထောက်ခံတဲ့သူတွေဖြစ်တယ်စစ်တပ်ကိုထောက်ခံတဲ့သူတွေဖြစ်တယ်နော်အခုနေဆန်းလွင်တို့ထွန်းခင်တို့အောင်ကျော်မိုးတို့ပြောနေတာလည်းပဲအဲ့ဒီသဘောကိုဆောင်တယ်ရိုဟင်ဂျာလွတ်မြောက်နေမြေပေးရမယ်ရိုဟင်ဂျာတွေကိုအတိအသတ်ပြည်နယ်ထူထောင်ခွင့်ပေးရမယ်ဆိုတာအဲ့တော့ဒီနေမြေကမင်းတို့အကျန်းဖက်နဲ့ပူးပေါင်းနေတဲ့စစ်တပ်ကြီးကိုအခိုင်အမာကြောက်ချင်းချပြီးတော့မောင်းတော့မှနတ်ကခ9ဆိုတာနတ်ပခအမ်းမှာရှိတဲ့နတ်ပခနဲ့80နောက်စိတ်တိုက်ပြီးတော့ကယူထားတာလွယ်ကူကူရထားတာမဟုတ်ဘူးမြေအောက်ကြောက်ချင်းတွေတူးပြီးတော့အဲ့ဒီဌာနချုပ်တွေကိုတိုက်ခဲ့ရတာအသက်တွေဘဝတွေအများကြီးစတဲ့ပြီးတော့ပေးစရာလားမင်းတို့အေးလူနေချင်းနဲ့မနေချင်းထွက်သွားတာပဲရှိတယ်နော်